ရှင်လောကပြန်လာပဲချင်းရှိနေပြီ 9 နာရီကျော်ပဲရှိသေးတယ်မေးရတယ် ရှင်ခါတိုင်း9 နာရီခွဲဆိုအိမ်ပြန်ရောက်ပြီလေ ဒီနေ့ကတငယ်ချင်းကပြောတယ်တငယ်ချင်းကပြောလို့ပါနော်အကေဒီဝီကကောင်မလေးတွေကတနာဖို့ကောင်းတယ်တဲ့မိဘကိုလောက်ကကျွေးနေတာတဲ့မင်းရောက်ဘူးလေရှိအောင်တစ်ခေါက်တော့ငါနဲ့တူလိုက်ခဲ့ပါလေဆိုတော့ငါအိမ်ပြန်အောင်မယ်ရီမို့ချိုးတယ်ရတယ်တဲ့ဘာမှမပြောဘူးတဲ့မင်းဒီတိုင်းပဲမင်းကူလီချမ်းနဲ့ဝတ်စားနဲ့လိုက်ခဲ့တယ်ရတယ်တဲ့ဆိုတော့ကိုအားလည်းပဲစံပွဲုံသွားတယ်ပြော9 နာရီထိုးအလုပ်ပိတ်တယ်မသိပါလေခါလိုက်တော့အိမ်9 နာရီ10 မိနစ်ဆိုရောက်တယ်အတူခေါ်လို့ကိုအဲ့နေသမောင်ကျုပ်ဖုန်းခေါ်နေရှင်ဘာလို့မကင်တာ အဲ့ဒါ KTV ရောက်နေတာလေ KTV ရောက်နေတော့သူကလေဟိုမီးလုံးနေနေလေဟိုတင်းအဲ့လိုလေကတော့ကိုကမေးဘာလို့ကလဲဆိုမိဘကိုလောက်ကင်ကျွေးနေတာကိုကတနာဗေဒနာဆိုဒီနေ့လောက3800ရ3800ရတာကိုမေးအတွက်မိုက်တဲ့က3000ကတော့ကိုချမ်းလာတယ်အဲ့3000ခွဲကို3000ခွဲတငယ်ချင်းရှိရ1000ခွဲကိုချီးလိုက်ချီးပြီးတော့ပန်းကုန်းဆွတ်လိုက်တယ်အဲ့ငွေကိုလောက်ကင်ကျွေးနေတဲ့ KTV ကကောင်မလေးတွေကိုတနာလို့ပါရှင်တော်တနာနေဟလားရှင်လောက်တဲ့လောက်ကဘာလုပ်လဲ ကူလီထဲရလေကူလီထဲရလေ မနေ့ကဘာနဲ့စားမှာလဲဟမ်ဒီဘက်ကဘာနဲ့စားမယ်ဆိုတော့မေးတဲ့ခါတိုင်းရတဲ့ပတ်စံအကုန်ပေးပြီ ဒီနေ့မပေးဘူးလေဟမ်ဒါဆိုနှစ်ဘက်ကဘာလို့နောက်ဆုတ်သွားရလဲလို့ဩမေးတဲ့ထဲမှာဒုံးတယ်လေအေးရှေ့တိုးလာလေမနေ့ကဘာနဲ့စားမှာလဲလို့အဲ့ဒါတော့ကိုမပြောတတ်ဘူးလေနေတော်နေရတော်မလုပ်ပါနဲ့နောက်မတော်တော့မေးဒီတခါတော့ဘာညာမဟုတ်ရောက်ပတ်ဘူးလေရှိအောင်အများကြီးကပြောလို့ရှိရင်လေဟို KTV အကြောင်းပြောလို့ရှိရင်မပြောတတ်မှာဆိုလို့လိုက်သွားတာနော်ပြီးတော့အကောင်မလေးကတနာဖို့ကောင်းတယ်လေနော်နင်တော်ယူထားပါလားနင်တော်ယူထားပါလားငါလောက်ထိုက်မယ်နော်ဆိုလို့လေတနာလို့အမို့3800ရတာလောကကိုမေးအတွက်တော့နေမှာတော့နေသွားငါလာမယူ3000တော့ချမ်းထားတယ်ချမ်းထား3000တော့တကယ်ချင်းရှိရတဲ့ခါ1000ခွဲချီးပြီးတော့အေးအဲ့နေဘလို့ပြန်ဆက်မှာလဲ1000ကိုဆွတ်လိုက်တယ်ဘလို့ဆက်မှာလဲ1000ခွဲ1000ခွဲတော့ဟောမေးရဲ့အဆင်ပြေပါတယ်အလုံး तू ကလည်းပြောပြီးသားပြင်လည်းမဆက်လို့ပြောလို့အဲ့ဒါမို့ဟိုသူချက်1000ခွဲချီးတော့ကိုဒီနေ့တော့က3000ခွဲနဲ့ပေါင်းလိုက်တော့9000ပန်းကုန်းတကုန်းဆွတ်လိုက်တနာလို့ပါနော်နောက်မလုပ်တော့ဘူးသူမတွေက KTV တွားတယ်ဘာညာဆိုပြောရင်ကိုကဗဇက်ကြီးဟောင်းလောင်းကြီးနဲ့ထိုင်းနိုင်နားထောင်နေရတာကိုလည်းရောက်ဘူးလေရှောင်သွားတယ်နောက်မတော်တော့ဘူးနော်နောက်သွားရင်ရှင်မလွယ်ဘူးနော်ဟုတ်ကဲ့ပါမတော်တော့ဘူးနော်ဘယ်နေတော့